သမင်းကျော်စားပြခိုင်းတာကြာပြီနော်ကိုโอเคညီရေသမင်းကျော်တပွဲလောက်ရှာပါအောင်ကွာဝေါအိုးနဲတာကြီးမဟုတ်ဘူးကွာမသမင်းကျော်တော့စုံနေရပဲဗျာပစွန်တွေရောကြက်ဥတွေရောဒီကောင်ကကြက်သွန်နီနဲ့ငရုတ်စီနေထားတဲ့ဟာဒါတခွားတီးတွေရောနန်းနန်းပင်တွေရောစုံပဲမသိဘူးကွာဒီတပန်းလုံးကိုအောင်ကျုံးမယ်ကုန်မလားမကုန်ဘူးလားဆိုတာသိရှင်စုံအောင်ကြည့်နော်သမင်းကျော်လေးစားကြပါအောင်ခင်ဗျကဲကျုံးမယ်စားကြပါအောင်ခင်ဗျချဲပဲကိုချက်ကိုကောင်းတခွားတီးနန်းနန်းပင်ရမ်းကြိုက်တော့နန်းနန်းပင်ဆွဲမယ်ပစွန်ထုတ်ပါအော်နော်ညီရေတောင်းဆရာခုပေးပါဦးကွာအေးကျေးဇူးပဲဟာရက်ဘူးโอ้တောက်ကြပါအောင်ခင်ဗျ懂吗စွန်းနဲ့အားမရရတာဗျာလက်နဲ့တော့ဆွဲချင်တယ်တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာလည်းဗာတွေထပ်စားပြစေချင်သေးလဲဆိုတာကိုအောက် comment လေးထဲမှာရေးသွားပြကြပါဦးနော်